များကြီးမလုံနိုင်ဘုန်းကြီးပေးတဲ့နီးရှိပါတယ်အစင်မပြေမှုတွေများလေလေကံနေနှိမ့်နေလေစိတ်ဓာတ်တွေကျနေလေနံပါတ်1အနည်းဆုံး5ပါးသီလလေးကိုလုံအောင်ထိန်းပါနံပါတ်2ပတ်စံမရှိလို့ဒါနမလုံနိုင်ရင်တော့မြတ်စွာဘုရားကိုအိမ်မှာတောက်တော်ရင်အမြဲတမ်းကပ်ပါနံပါတ်3จิตတာပသွားပြဘာဝနာကုသိုလ်မလုံနိုင်အောင်မလေအရဟံဆိုတဲ့အရဟံဂုဏ်တော်ကိုနေ့စဉ်အမြဲတမ်းအချိန်ပေါင်းမြောက်များစွာပွားများပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်ဒိဋ္ဌံလေးဆိုတာတိတာမိုင်းဆိုတာကုသိုလ်လုပ်ဖြစ်အောင်ကိုယ်စိတ်ကိုဒိဋ္ဌံဝင်ပါဟုတ်ပြီလားအဲ့ဒါဆိုရင်အဆင်ပြေပါလိမ့်မယ်မပြေရင်ဘုန်းကြီးလာပါပြန်ယော်ပေးပါမယ်ဟုတ်ပြီလားကုသိုလ်တိတာအာကိုရာဘာတရားတဲ့တော့ပရိသတ်တရားပုံပေါ်သွားပြီးဖြစ်တဲ့အတွက်ကြောင့်ကြဗျာလေးတွေဆိုပြီးတရားသိကြအောင်ဆိုကြည့်ပါအစင်မပြေလျင်ဘဝတွင်အစဉ်ကုသိုလ်လောက်ကြပါ